အဲ့တော့တန်ရောစဉ်ဆိုတာဟာလူတွေကတော့ချစ်ခင်ခြင်းကိုသာလင်တန်ရောစဉ်လို့ခေါ်တာမဟုတ်ဘူးချစ်ခင်ခြင်းကလည်းတန်ရောစဉ်မုန်းတီးခြင်းကလည်းတန်ရောစဉ်မသိခြင်းကလည်းတန်ရောစဉ်တော့ချီနှောင်ထားတဲ့ဟာတွေကျွဲကောင်းအများအားဖြင့်တန်ရောစဉ်ဆိုရင်တဏှာပဲတူရထင်းနေကြတယ်မဟုတ်တန်ရောစဉ်10မျိုးရှိတယ်အကုသိုလ်တွေကတော်တော်များများတန်ရောစဉ်နေကြီးပဲဘာကြောင့်တန်ရောစဉ်တွေခေါ်လို့ဆိုဆင်းရဲဒုက္ခနဲ့ချီနှောင်ထားလို့ပဲအဲ့ဒါတွေကုန်ပြုတ်ထွက်သွားတယ်အဲ့ဒါတွေပြတ်ဖို့ရည်ချတာဟုတ်အဓိကကတော့အဲ့ဒီကိုသွားမြတ်စွာဘုရားတရားတော်ကအဲ့ဒါဖြတ်တာပဲအဲ့ဒါဖြတ်တာဘာနဲ့ဖြတ်တာတော့ဆိုအမှန်ကန်ဆင်ញင်သုံးသပ်ခြင်းဖြင့်ဖြတ်တယ်အဲ့ဒီလိုမှန်ကန်ဆင်ញင်သုံးသပ်နိုင်မှုကပညာလို့ခေါ်တယ်အဲ့ဒီပညာအမြတ်ဆုံးပဲဘုရားဘာသာမှာယုံကြည်မှုကလည်းအဓိကမဟုတ်ဘူးလက်တွေ့သိရှိနားလည်မှုကအဓိကဖြစ်တယ်ဒါကြောင့်မို့မဂ္ဂင်၈ပါးမှာသမ္မာဒိဋ္ဌိ right understanding ဆိုတာအဓိကထားတော့မှန်ကန်စွာနားလည်ဖို့အရေးကြီးမှန်ကန်စွာမြင်တတ်ဖို့အရေးကြီးမှန်ကန်စွာမြင်ပြီးဆိုမှဒါအခုကအမြင်မှန်ရအောင်ရှင်းနေတာပဲမစင်းစားရင်မသိဘူးစဉ်းစားမှသိတယ်အမြင်မှန်ရအောင်ရှင်းနေသုံးသပ်ခြင်းဒါသမ္မာဒိဋ္ဌိပဲ